OK 老师ဒီနေ့တင်ပေးချင်တာကအားတယ်မအားဘူးအားလားမအားဘူးလားเนาะအဲ့ဒါလေးကိုတင်ပေးမယ်老师အရင်ဆိုပြမယ်เนาะ有空阿迪有空阿迪没有空မအားဘူး没有空မအားဘူး有没有空အားလားမအားဘူးလား有没有空အားလားမအားဘူးလား有空吗？阿拉，有空吗？阿拉，没有空吗？么阿布拉，没有空吗？么阿布拉，要说表没？有空阿里，没有空么阿布，有没有空阿拉么阿布拉？有空吗？阿拉，没有空吗？么阿布拉？အဲ့ဒါကို老师ကဒီအပေါ်ကဒါလေးတွေနဲ့老师တွဲပြမယ်မတွဲပြခင်老师အရင်ဆိုပြမယ်今天ဒီနေ့今天ဒီနေ့明天မနက်ဖြန်明天မနက်ဖြန်后天တပတ်ခါ后天တပတ်ခါ早上မနက်早上မနက်中午နေ့လေ中午နေ့လေ下午ညနေ下午ညနေ晚上ည晚上ည昨天မနေ့က昨天မနေ့က大后天ဖိနွဲက大后天ဖိနွဲကအဲ့ဒါကိုဒီအားဒီမအားဒီနဲ့မတွဲခင်လားဆိုတော့ဒီနှစ်ခုရိုးရိုးရှင်းရှင်းလေးအရင်တွဲကြည့်ရအောင်今天ဒီနေ့今天早上ဒီနေ့မနက်ပဲတွားလဲဒီနေ့မနက်ဘာဝယ်ခဲ့လဲဒီနေ့မနက်ဘာစားခဲ့လဲအဲ့လိုမျိုးတွေလည်းတွဲလို့ရတယ်လို့ဒီနေ့မနက်အားတယ်ဒီနေ့မနက်မအားဘူးအဲ့လိုမျိုးလည်းတွဲလို့ရတယ်နော်ဟုတ်ပြီလားစက်ကရိုးရိုးရှင်းရှင်းလေးအရင်တွဲပြမယ်今天早上ဒီနေ့မနက်今天中午ဒီနေ့နေ့လေ今天下午ဒီနေ့ညနေ今天晚上ဒီနေ့ညအဲ့ဒါကိုဒီနေ့နေရာမှာမနေ့ပြန်တို့တပတ်ခါတို့မနေ့ကတို့အစားထိုးလိုက်လို့ရတယ်ဥပမာဆိုရင်မနေ့က昨天早上မနေ့မနက်က昨天中午မနေ့ကနေ့လေ昨天下午မနေ့ကညနေ昨天晚上မနေ့ညเนาะအဲ့တော့မနေ့ညဘာစားခဲ့လဲမနေ့ညပဲတွားခဲ့လဲအဲ့လိုမျိုးတွေလည်းသုံးလို့ရတယ်လို့ကျွန်တော်မနေ့ညမအားလို့မလာတာပါကဲလာပြီ今天早上有空ဒီနေ့မနက်အားတယ်今天早上没有空ဒီနေ့မနက်မအားဘူး今天早上有没有空ဒီနေ့မနက်အားလားမအားဘူးလား今天早上有空吗ဒီနေ့မနက်အားလား今天早上没有空吗ဒီနေ့မနက်မအားဘူးလားဟုတ်ပြီအဲ့တော့လားဆိုတော့ဒီနေ့နေရာမှာမနေ့ဖြစ်မနေ့အားတယ်မနေ့ဖြစ်မနေ့မအားဘူးဟုတ်တယ်မလားနော်အဲဒီနေ့လာမယ်ဆိုဒီနေ့မလာနဲ့ဒီနေ့ကျွန်တော်မအားဘူး今天我没有空ဒီနေ့ကျွန်တော်မအားဘူးမနေ့ဖြစ်ကြရင်明天မနေ့ဖြစ်有没有空မနေ့ဖြစ်အားပြောတယ်လေ明天有没有空မနေ့ဖြစ်အားလားမအားဘူးလားကိုယ့်ကိုအဆင်ပြေလို့လေးတွဲလို့ရပါတယ်